အမျိုးသမီးသူနာပြုမလေးဟာပထမဆုံးအကြိမ်ညာကျူတီဆင်းချိန်မှာတင်ပါးကိုအပြင်းထန်ရိုက်ခံလိုက်ရပါတယ်။သူမဟာချက်ချင်းထွက်လိုက်ပြီးပတ်ဝန်းကျင်ကိုဝေးကြည့်လိုက်ပေမဲ့လူရိပ်လူကြီးတောင်မတွေ့ရပါဘူး။မှန်ရှိကိုသွားကြည့်လိုက်တဲ့အခါမေးပြင်ပေါ်မှာထင်းနေတဲ့ပါးရရကိုမြင်လိုက်ရမှစောစောကဖြစ်ပျက်ခဲ့တာတွေဟာအိမ်မက်မဟုတ်ဘူးဆိုတာသိချသွားခဲ့ပါတယ်။လုပ်ဖို့ကင်ဘက်တွေကအစအနောက်တရုပ်ဆောင်နေတာလို့ထင်နေချိန်မှာပဲမမျှော်လင့်ထားတဲ့အခြေအနေတွေကသူ့ရှေ့ကိုရောက်ရှိလာခဲ့ပါတယ်။သူနာပြုမလေးဟာထူးကြက်မဲ့ကုသဆောင်မှာတယောက်တည်းညာကျူတီဆင်းဖို့တာဝန်ပေးခံရပြီးအမောင်ထူတဲကနေတယောက်ကစောင့်ကြည့်နေတယ်လို့ခံစားနေရပါတယ်။သူနာပြုမကြီးကတော့ကိုသူမလက်ထဲအရင်ညာကျူတီဆင်းချိန်တခြားသူနာပြုမတွေနဲ့တွေ့ရင်လုံးဝစကားမပြောဖို့မှားကြားခဲ့ပါတယ်။သူမထွက်သွားပြီးနောက်သူနာပြုတယောက်ကအမှန်တိုင်းပြောပြတဲ့နယ်လို့အကြံပြုပေမဲ့သူနာပြုမကြီးကတော့ပြောပြဖို့အစီအစဉ်မရှိခဲ့ပါဘူး။သူမဟာအထူးကြက်မဲ့ကုသဆောင်ထဲဝင်လိုက်တာနဲ့6ကပ်နေတဲ့စင်ကြံလန်းကြောင့်ရင်ထဲမှာထိတ်လန့်လာခဲ့ပါတယ်။သူမဟာစိတ်ကိုတင်းပြီးအလုဆက်လုပ်ခဲ့ပါတယ်။ဆဆချင်းတော့အရာရာအဆင်ပြေနေခဲ့ပေမဲ့လူနာကိုဆေးလဲပေးဖို့ပြင်ဆင်နေချိန်မှာစင်ကြံလန်းဘက်ကနေတချင်းတန်တဲ့ထွက်ပေါ်လာခဲ့ပါတယ်။သူမဟာတတိထားပြီးထွက်ကြည့်ခဲ့ပေမဲ့စင်ကြံလန်းမှာဘာမှမရှိပဲလူတယောက်မှလည်းမတွေ့ရပါဘူး။နားကြမှားတာဖြစ်မှာပါဆိုပြီးမိမိကိုယ်နှစ်သိမ့်ရင်စိတ်ကိုငြိမ်အောင်ထားကလူနာဆောင်ထဲပြန်ဝင်လာခဲ့ပါတယ်ဒါပေမဲ့စိတ်ကြောက်ကြရက်ဖြစ်နေတာကြောင့်ဆေးပလင်းကိုတတိမထားမိပဲမှောက်ကျသွားခဲ့ပြီးဂျူတီဝစ်ဆုံမှာပေးချန်သွားခဲ့ပါတယ်။ဒါကြောင့်ဝန်ထမ်းဝစ်လေခန်းကိုပြန်လာခဲ့ပေမဲ့သူမရဲ့ဘီရိုတကားကပွင့်နေတာကိုတွေ့လိုက်ရပါတယ်။ဘာဖြစ်တာလဲဆိုပြီးစမ်းစစ်နေတော့စင်ကြံလန်းထဲကနေတောက်မြင့်ဖက်နှက်တန်ထွက်ပေါ်လာပြီးမှန်ပြတင်းပေါက်နောက်ကနေလူရိပ်တစ်ခုထင်းထွက်လာခဲ့ပါတယ်။သူမကစမ်းတက်တဲ့အနေနဲ့စကလန်းပြောကြည့်ပေမဲ့တစ်ဖက်ကဘာမှပြန်မဖြေခဲ့ပါဘူး။သူမတက်တိမွေးပြီးထွက်ကြည့်လိုက်တဲ့အခါစင်ကြံလန်းဟာပုံမှန်အတိုင်း6ကပ်နေတော့မှာပဲ။အဝတ်အစားလဲနေချိန်မှာလဲခြေတံကထပ်မံထွက်ပေါ်လာခဲ့ပါတယ်။သူမဟာကြောက်လန့်တကြားအေးခဲသွားပြီးအဝတ်လဲခန်းထဲဝင်လာတော့မဲ့အဲ့ဒီလူရိပ်ကိုစိုက်ကြည့်နေခဲ့ပေမဲ့နောက်တစ်စက္ကန့်မှာတော့အဲ့ဒီလူရိပ်ဟာအရေးပင်မကြံပျောက်ကွယ်သွားခဲ့ပါတယ်။သူမဟာတရေမယုံတဲ့သူဖြစ်တာကြောင့်ဒီထူးဆန်းတဲ့အဖြစ်အပျက်တွေဟာလုတ်ဖို့ကင်ဘက်တွေကလူတစ်ဖြစ်တဲ့သူမကိုစားနောက်နေတာလို့ပိုင်နိုင်စွာယူဆလိုက်ပါတယ်။လူနာကဆေးထိုးဖို့စောင့်နေတာကြောင့်သူမဘာမှတေချာမစင်စားနိုင်ပဲလူနာဆောင်ကိုအမြန်ပြန်သွားခဲ့ပါတယ်။အမျိုးသားလူနာကိုအကိုက်ခဲပျောက်ဆေးထိုးပေးဖို့ပြင်နေချိန်မှာပဲအဲ့ဒီလူနာကဝိယုံနဲ့ခြုံထားတဲ့သူနာပြုမတယောက်ကသူ့ကိုဆေးထိုးပေးသွားပြီလို့ပြောခဲ့ပါတယ်။သူမကဆေးမှတ်တမ်းကိုချက်ချင်းလှန်လောကြည့်လိုက်တဲ့အခါတခြားသူရဲ့လက်မှတ်တစ်ခုတိုးနေတာကိုတွေ့လိုက်ရပြီးဆေးပလင်းတွေကအကိုက်ခဲပျောက်ဆေးတွေလည်းလျော်နေနေတာကိုတွေ့လိုက်ရပါတယ်။သူမဟာလုတ်ဖို့ကင်ဖက်တွေကသူမကိုအကွက်စင်ကြောက်တွန်းလာလို့ထင်ပြီးဒေါသထွက်သွားကသူနာပြုနားနေစခန်းကိုတွားပြီးပြဿနာရှာခဲ့ပါတယ်။သို့တော့လုတ်ဖို့ကင်ဖက်တွေကအထူးကြက်မဲ့ကုသဆောင်ရတော့ဟာသူမတယောက်တည်းစီမှာပဲရှိတာကြောင့်သူတို့ဝင်လို့မရကြောင်းနဲ့ဝိယုံနဲ့ဆိုတာလွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်ကသူနာပြုတွေဝစ်ဆင်ခဲ့တဲ့အဝတ်စားဖြစ်ပြီးခစ်ကုံသွားတာကြပြီးဖြစ်ကြောင်းရှင်းပြခဲ့ကြပါတယ်။ဒါအပြင်အထူးကြက်မဲ့ကုသဆောင်မှာတရေ6တဲ့သတင်းတွေအမြဲရှိခဲ့တာကြောင့်ညကျူတီစင်းရင်လုံးဝအိမ်မပြဒေါ်စီနဲ့လို့သတိပေးခဲ့ကြပါတယ်။သူမဟာတကိုယ်လုံးအေးခဲသွားပြီးဒီအလုပ်ကိုလက်ခံခဲ့မိတာကိုနောင်တရသွားခဲ့ပါတယ်။သူမဟာလေးလံတဲ့စိတ်တက်နဲ့အထူးကြက်မဲ့ကုသဆောင်ကိုပြန်လာခဲ့စဉ်စင်ကြံလန်းကမိချောင်းတွေမငြိမ်ပဲလင်းတလဲမှောင်တလဲဖြစ်လာခဲ့ပါတယ်။ခြေတံတွေနဲ့တချင်းတံတွေထပ်မံထွက်ပေါ်လာပြီးထူးဆန်းတဲ့အနက်ရောင်အရေးတစ်ခုဟာထောင်ချိုးကနေဖြည်းဖြည်းချင်းပေါ်ထွက်လာခဲ့ပါတယ်။သူမဟာတက်တီမွေးပြီးအဲ့ဒီတရေရဲယူပတွင်ပြင်ကိုတေချာမြင်တွေ့ရအောင်ရှေ့ကိုဖြည်းဖြည်းချင်းတိုးကပ်သွားခဲ့ပါတယ်။